ရုပ်ရှင်တော်မရရသေးဘူးနာမည်လေးတစ်ချက်ပါရုံနဲ့ကဘာကြီးတစ်ခုလုံးလှုပ်ခတ်သွားစီတာဆိုလို့ဒီကောင်မှာခရစ္စတီယာနိုရိုနယ်ဒိုတယောက်သာရှိပါတယ်ဒါဆိုရင်ဆီယာဆိုင်မဲဆိုတဲ့နာမည်တစ်ခုရဲ့အရှိန်အဝါကဘောလုံးအားကစားနယ်ပယ်ထက်ကျော်လွန်သွားပြီလားဆိုတာပြည်သူတိုင်းထုတ်ချင်တဲ့မေးခွန်းတစ်ခုပါဒါပေမဲ့လည်းဒီလောကမှာသူ့ကိုမုန်းနေတဲ့သူတွေလည်းအများအပြားရှိလို့နေပါတယ်ဒါဖြစ်ရင်ဘာကြောင့်များခရစ္စတီယာနိုကလူမုန်းများနေတာလဲဒီအတွက်အဖြစ်ရှိပါတယ်သူရဲ့အောင်မြင်မှုတွေပေါ်မှာထားရှိတဲ့သူရဲ့မာမာနာတွေကြောင့်ပါဒါပေမဲ့အဲ့ဒီမာမာနာတွေကအလကားရလာတာမဟုတ်ပဲသူတွေချွေးတွေမျက်ရည်တွေနဲ့အနည်းငယ်လာတီဆောက်ထားတဲ့ယုံကြည်မှုအရှိန်အဝါတစ်ခုသာဖြစ်ပါတယ်ဒီပြင်ဘဲချင်းဘဲသွားမလဲဘာလုပ်မလဲဘာပြောမလဲဆိုတာကစား random လူတွေဘာကြောင့်အာယုံဆိုင်နေတယ်ဆိုတာလည်းရှင်းပါတယ်သူကဒီအားကစားလောကမှာလက်ညှိုးရှုထားလို့မရတဲ့တောက်ပမှုမျိုးတွေကိုပိုင်ဆိုင်ထားလို့ပါဒီတော့လူတွေကဘာကြောင့်သူ့ကိုမုန်းနေကြတာလဲအဖေကတော့သူ့ရဲ့မခံကျင်စိတ်နဲ့ထိတ်ဆုံးမပဲနေခြင်းနဲ့ဆန္ဒတွေကသူတို့ဘာရဲ့အားနည်းချက်တွေကိုထိုးနှက်လို့ဖြစ်နေလို့ပါသူများတွေမဖြစ်နိုင်ဘူးလို့ပြောနေချိန်မှာသူကဖြစ်အောင်လုပ်ပြတယ်သူများတွေနားကြီးချိန်မှာသူကနေချင်နေတယ်အဲ့ဒီလိုထူးခြားသောတဲ့အရေးချင်းတွေကပဲသူ့ကိုချစ်တဲ့သူနဲ့မုန်းတဲ့သူတွေကြားနေရတဲ့ဖြစ်စေခဲ့ရပါဆိုတော့အဆုံးသတ်ရရဲ့ခုပဲကြည့်လိုက်ပါသူတို့ character တစ်ခုနဲ့ဇာတ်ညွှန်းတစ်ပုဒ် ready လုပ်ထားတယ်ဆိုပြီးဗန်ဒီဇယ်ကပြောရုံပဲရှိသေးတယ်ရုပ်ရှင်နဲ့အားကစားနယ်ပယ်နှစ်ခုလုံးမှာကြရထသွားတယ်